တကူပြင်းထန်တဲ့ရှင်မောက်ကလန်ကြွလာရောပြုသင်္ကန်းစာလေးလွန်းနဲ့သပိတ်ပိုက်ကောင်းငင်ကကြွလာတာမစ္စရိယတထေမြင်လိုက်တော့ဟေးတထေကတော်ကြီးဘာတော့လာစားငါစမ်းကြည့်စမ်းဘာလို့လို့ငါကြည့်သွားတယ်ထင်လို့မဲတော့ငကူအတိုင်းမှာပဲမောင်ကငါကြည့်သွားတယ်ထင်လို့စမ်းကြည့်စမ်းငါကောင်းသေးချာငကူအတိုင်းမှာပဲတော့ကြည်တရားနာပိဿအလှခံပုဂ္ဂိုလ်မြင်လို့ခေါင်းကြီးတဲ့ပိဿမစ္စရိယတထေကြီးဘာမြင်လို့ခေါင်းကြီးတာတော့ကဲနှမျောတဲ့လူများအလှခံပုဂ္ဂိုလ်မြင်ခေါင်းကြီးတာလေမေးရအောင်ဖြူမျိုးကဇာတ်ယုံကြီးတဲ့ဥဇတိလတရားလာနာတဲ့လူတွေဥဇတိလရောက်လာလူများခေါင်းမကြီးဘူးလားဟာဒီနေ့အများကြီးရမှာဟေးမောင်နန္ဒမပူနဲ့ခွေကြလားခေါင်းမကြီးဘူးတဲ့ကြည့်ဗျာဟိုတထဲကြီးကတော့ခေါင်းကြီးသွားတဲ့အလှခံပုဂ္ဂိုလ်လာလို့မကြီးပါဘူးတော့ငကူအတိုင်းမှာပဲကဲကြည့်ဟေးမင်းငါဓာတ်ကြောင့်ပြောတာတကားမဖွင့်နဲ့လို့ကောင်းခင်ပြန်ပြယုံလေးနဲ့သူ့လှူလိုက်မဲ့ထင်လို့ကွာဟေးမလှူဘူးကွာလှူဘူးတဲ့ပြုဟောဒီလိုကောင်းခင်ပြန်ယုံမကဘူးပရင်းမောင်နှမလာပြီးတော့ဇင်းချမ်းလျှောက်ပြတော့လဲလှူလိုက်မဲ့ထင်သလားပြေးသားကြီးဟိုကလည်းသူပြောတဲ့အတိုင်းဇင်းချမ်းလျှောက်ပြသူကလည်းမလှူဘူးတဲ့ပြုဇင်းချမ်းလျှောက်ယုံမကဘူးဟောဒီပရင်းမောင်နှအောက်ကထိုင်စရာကြမ်းမပါပဲနဲ့တင်မလင်ခွေထိုင်ပြတော့လဲလှူလိုက်မဲ့ထင်သလားဟိုကလည်းထိုင်ပြသူကလည်းမလှူဘူးတဲ့ပြုမလှူမချင်းလဲရှင်မောက်ကလန်ကမကြွအထေကြီးမျက်ခွန်လေးဖုံးထားလိုက်ကြွဘူးဒါကြောင့်မျက်ခွန်လေးလှန်ကြည့်လိုက်ကြွပါလားလို့ကြွဘူးဒုက္ခပဲတဲဇွဲကောင်းပါလားဒါကြောင့်မျက်ခွန်လေးဖုံးထားလဲမမြင်နေအောင်ဆောင်ကြွလောက်ပြီးချင်းလို့ကြည့်ကြွဘူးဟေးတထေကတော်ကြီးပါတော့မုံသေး